နေ့မှမဟုတ်ပါဘူးအာဂျင်တီးနားကကျွန်တော်အမြဲတမ်းအားပေးတဲ့အသင်းပါပဲကျွန်တော်တောင်အမေရိကအသင်းတွေကိုကြိုက်တယ်ဗောလေဘရာဇီးအာဂျင်တီးနားကိုကြိုက်တယ်ဗောဥရောပမှာဆိုရင်တော့ဒါစပိန်တို့အင်္ဂလန်တို့ကြိုက်တယ်ဗောလေတော့အာဂျင်တီးနားကတော့မက္ကဆီကိုတော့ပိုကြိုက်တာဗောလေကို favorite player လည်းဖြစ်နေတော့အမြဲတမ်းအားပေးပါတယ်လူတိုင်းမှာ expire ရှိရလေသူတို့စွမ်းဆောင်နိုင်တဲ့အချိန်ကြော်လွန်ပြီးတော့ဘယ်သူမှဘာမှလုပ်လို့မရဘူးဗောလေအဲ့တော့ဒါသူအကောင်းဆုံးလုပ်ခဲ့ပြီးသွားပြီဒါသူနှုတ်ဆက်မဲ့ချိန်မဟုတ်သူနှုတ်ဆက်ရင်လည်းဝမ်းသာလို့လည်းဖြစ်မယ်ဝမ်းနဲ့လည်းဖြစ်မယ်သူမျက်ရည်ကြတယ်ပေါ့ဒါပါပဲကျွန်တော်တို့လည်းအဲ့လိုပဲခံစားပါတယ်ကျွန်တော်တို့လည်းအကုန်လုံး expire ရှိကြတာ။ final တက်ကလေးက Maxi ရရင်တော့နှစ်ထပ်ကွမ်းချန်ပီယံပေါ့လေမရလဲဘာမှမဖြစ်ပါဘူးဘာလို့လဲဆိုတော့သူဘောလုံးသမားဘွားတစ်ချောင်းမှာကျွန်တော်တို့ဝမ်းသာအောင်အံ့ဩအောင်အကုန်လုပ်ခဲ့ပေးပြီးဆိုတော့လေသိတော့ကျွန်တော်တို့ကနိုင်ရမယ်ဆိုစိတ်နဲ့ကြည်တာတော့မဟုတ်ပါဘူးဟေးပလေးစားတဲ့ကကျွန်တော်တို့ကအတူတူရှိခဲ့ပေးတာလေအခုဘာလို့လဲနော်3နှစ်ဆိုတာကြီးကခဏလေးလိုပဲရောက်လာဆိုတော့လေဝမ်းသာတာပေါ့ဂုဏ်ယူရတာပေါ့အဲကျွန်တော်ဓာတ်ပုံရိုက်ကလာတာတခါတည်းဝင်လာတာဆိုတော့မျိုးသမီးတောင်မပါဘူးတယောက်တည်းဝင်လာဆိုတော့ဓာတ်ပုံရိုက်ပုံစံပေါ့အဲ့လိုတော့ထွေထူးမရှိပါဘူး fashion ကတော့ကိုယ့်ရဲ့ color design နဲ့သွားမယ့်နေရာနဲ့ပတ်သက်ပြီးပဲဝစားစင်မှုကရှိတာပေါ့လေcharacter နဲ့ပတ်သက်ပြီးပဲပြောင်းလဲမှုကတော့ရှိမှာပါဝစားစင်မှုကလေဟုတ်အလုပ်ကိုနားပြီးကိုဘောလုံးဝဲကြည့်နေတာအဲဒါကြောင့်အနောက်တီရောက်ကုန်တာအလုပ်တွေကဘောလုံးဝဲကြည့်တော့မနက်ကြာလို့ရှိရင်မျက်လုံးကြီးကကြောင်တောင်နဲ့အိတ်ချင်သလိုလိုမိတ်ချင်သလိုလိုဖြစ်တယ်ဆိုတော့အဲ့ဒါတွေကကဘာဘလာပဲပြီးမှပဲလှုပ်ရှားလေးတွေပြန်ပြီးတော့ဇက်တိုက်လုပ်ပေးနေတာပေါ့လေဒီနေ့မှမဟုတ်ပါဘူးအာဂျင်တီးနားကကျွန်တော်အမြဲတမ်းအားပေးတဲ့အသင်းပါပဲကျွန်တော်တောင်အမေရိကအသင်းတွေကိုကြိုက်တယ်ပေါ့လေဘရာဇီးအာဂျင်တီးနားကိုကြိုက်တယ်ပေါ့ဥရောပမှာဆိုရင်တော့ဒါစပိန်တို့အင်္ဂလန်တို့ကြိုက်တယ်ပေါ့လေတော့အာဂျင်တီးနားကတော့မက္ကဆီကိုတော့ပိုကြိုက်တာပေါ့လေကို favorite player လည်းဖြစ်နေတော့အမြဲတမ်းအားပေးပါတယ်အဲ့လိုတော့မဖြစ်ပါဘူးလူတိုင်းမှာ expire ရှိရလေသူတို့စွမ်းဆောင်နိုင်တဲ့အချိန်ကြော်လွန်ပြီးတော့ဘယ်သူမှဘာမှလုပ်လို့မရဘူးပေါ့လေအဲ့တော့ဒါသူအကောင်းဆုံးလုပ်ခဲ့ပြီးသွားပြီဒါသူနှုတ်ဆက်မဲ့ချိန်မဟုတ်သူနှုတ်ဆက်ရင်လည်းဝမ်းသာလို့လည်းဖြစ်မယ်ဝမ်းနဲ့လည်းဖြစ်မယ်သူမျက်ရည်ကြတယ်ပေါ့ဒါပါပဲကျွန်တော်တို့လည်းအဲ့လိုပဲခံစားပါတယ်ကျွန်တော်တို့လည်းအကုန်လုံး expire ရှိကြတာထွေထူးတော့မရှိပါဘူး final တက်ကလေးက Maxi ရရင်တော့နှစ်ထပ်ကွမ်းချန်ပီယံပေါ့လေမရလဲဘာမှမဖြစ်ပါဘူးဘာလို့လဲဆိုတော့သူဘောလုံးသမားဘွားတစ်ချောင်းမှာကျွန်တော်တို့ဝမ်းသာအောင်အံ့ဩအောင်အကုန်လုပ်ခဲ့ပေးပြီးဆိုတော့လေသိတော့ကျွန်တော်တို့ကနိုင်ရမယ်ဆိုစိတ်နဲ့ကြည်တာတော့မဟုတ်ပါဘူးအဲ့လိုတော့မရှိပါဘူးဘောလုံးကွင်းထဲမှာရန်ဖြစ်တဲ့ထဲမှာကျွန်တော်မပါဘူးကျွန်တော်တို့၄နှစ်ဆိုတဲ့အတိုင်းဒါကျွန်တော်တို့အတွက်အများကြီးပြောင်းလဲသွားနိုင်တယ်ဘဝရဲ့ရှောက်လန်းနေတဲ့လမ်းခီးမှာအဲ့တော့ကျွန်တော်တို့ကြုံလုံးစုံတော့အားပေးရတယ်အဲ့အတွက်တော့ကျွန်တော်သေချာလေးကြုံနေတဲ့အချိန်မှာကြုံသူတို့တော့အားပေးရမှာပဲအဲ့တော့ကျွန်တော်ကအဲ့အတွက်ပဲဒီတန်အားပေးလိုက်တယ်ပေါ့နေ့တိုင်းကန်နေဟာဆိုတော့အားပေးချင်မှအားပေးမှာပေါ့လေ Maxi signature ထိုးထားတဲ့အင်ကြီးလေးပေါ့လေအဲ့ဒါလေးတွေကတော့ရှားတာပေါ့Maxi fan တော့ကြာပါပြီသူဘာစီလိုနာမှာစကန်ကြတဲ့ဟိုကျွန်တော် Maxi fan ဖြစ်နေအစ်စ်ပေါ့ဖြစ်ပေါ့အတူကြီးကင်တာထင်တယ်ရမ်းရှားစရာမလိုပါဘူးကျွန်တော်မိတ်ဆွေလက်ဆောင်ပေးတာဘောလုံးနဲ့ပတ်သက်တာတွေစုပြစ်တယ်လီဗာပူးဆိုလည်းလီဗာပူးနဲ့ပတ်သက်တာလေးပေါ့လေအဲ့လိုဟာလေးစုပြစ်တယ်ကျွန်တော်8တန်းလောက်ထိကကြီးလာရင်ဘောလုံးသမားလုပ်မယ်လို့ဆုံးဖြတ်တာ8တန်းကျော်မှသာခေါင်းစဉ်တွေပြောင်းကုန်တာပရိသတ်ကြီးအားလုံးမတွေ့ရကြပါဘူးကျမ်းမာချမ်းသာပါစေစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်ဝပါစေခင်ဗျာ